အားလုံးပဲမင်္ဂလာပါရှင်နီလာရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်အခုဆိုရင်ကျမတို့ရဲ့တင်ဆက်မှုအသစ်လေးစတင်ဖို့အချိန်ကြာရောက်လို့လာပါပြီမိုးဆိုးကြီးဥပိုးဟန်သည်ပြင်းမနာအနောက်နယ်တောင်ညိုမိုးဆွေရွာနှင့်တကွအောင်သာမင်းရေးရွာအထိသူ၏မိုးဆိုးကုံရီသတင်းကြော်ကြားပြန့်နှံ့သလိုဆွဲတော်မြောင်တရက်ချောင်းကျောင်းစုရွာများတွင်မိုးဆိုးကိုမြမောင်၏သတင်းလဲကြီးပါပေသည်မင်းပြင်ဒလန်းချုံဘူတာနှင့်အုတ်ရှစ်လိုင်းမတော်ပင်ကျေးရွာများတဝိုက်၌မိုးဆိုးဦးရွှေစင်၏သတင်းကားအတော်ကြီးမှပြန့်နှံ့နေပါတော့သည်ဦးရွှေစင်၏အဖေသည်ချင်းမျိုးသားဖြစ်ပြီးအမေမှာဗမာမျိုးသမီးဖြစ်ကြသည်ဦးရွှေစင်သည်ယခုတိုင်သူ၏ဖခင်ကြီးကိုမင်းပြင်ရွာတွင်ထားရှိပြီးကိုယ်တိုင်လှုပ်ကြွေးပြုစုနေသူတဦးဖြစ်သည်အရှိလားသောနနွမ်းချင်းချောင်းခွပေနာမြောင်ကျေးရွာများမြောင်လားသောအုတ်ရှစ်လိုင်းကြောက်ကြီးကူကျေးရွာတောင်လားသောပဲခူးရိုးမကြီး၏တောင်ကျောရှည်ကြီးတိုင်းအနောက်လားသောမြေထဲနှင့်အာလန်တနက်ရိုင်အတွင်းရှိတောတောင်အခြေအနေကွင်းနံပါတ်များတစ်တောကျိုးဝိုင်းများဘောင်ဒရီလမ်းများမှစ၍ခင်ကျော်ရှိုးမြောင်ဆန်းစခန်းစသည်တို့ကိုမြေပုံတစ်ချက်မှမဆောင်ရဘဲမကြည့်ရဘဲအလွတ်တိနေအောင်တောကျွမ်းတောကျေသူဖြစ်ပေတစ်တောဘက်အမှုထမ်းများပြင်းမနာတောင်ငူနယ်ဆက်ပြင်းမနာအာလန်တရက်နယ်ဆက်တလျှောက်တစ်တောအလုပ်များအတွက်ခရီးထွက်เสียရှိလျင်ဦးရွှေစင်ကိုပါအောင်ခေါ်ဆောင်ပြီးမှသူတို့တစ်တောအလုပ်ကိုစိတ်ချလက်ချလုပ်နိုင်ကြပေသည်ညီသည့်တစ်တောကျောဆုံးနယ်စုံ၌တစ်တောမြေပုံတိုင်းရှိသည်မရှိသည်ကိုဝါရင်သောတစ်တောရာရှိကြီးများနှင့်ဦးရွှေစင်တို့အပြိုင်အဆိုင်ငင်းခုန်ကြသည့်အခါတွင်ဦးရွှေစင်ဤဘက်မှအမြဲအနိုင်ရမြဲဖြစ်ပေသည်ညီမြတောကြီးစေကမူနေရောညပါမျက်စိမလဲတတ်ခြင်းလမ်းရိုးအတိုင်းမဟုတ်ဘဲခရီးစဉ်ဤရီမန်းချက်ဒေသစီသို့အချိန်တိုတိုနှင့်ရောက်စေရန်ဖြက်လန်းမှအလွယ်တကူသွားတတ်ခြင်းစသည့်တောကျွမ်းကျင်မှုဂုဏ်ထူးကားဦးရွှေစင်အတွက်သတင်းကြီးမားစေတော့သည်ဦးရွှေစင်တနက်တန်တစ်ချက်ကြားရလျင်နောက်ပါမဆိုးတွေကသားကောင်ကိုထမ်းယူရအောင်ထမ်းဖို့ခုံမြဲဖြစ်သည်ဟုသောမင်းပြင်ရွာသားတို့၏လက်သုံးစကားကိုထောက်ရှုခြင်းအားဖြင့်ဦးရွှေစင်၏လက်ဖြောက်မှုအပြင်သားကောင်ကြီးငယ်တို့၏တဘာဝကိုအင်မတန်မှကျွမ်းကျင်သိရှိသည့်ကြောင့်သားကောင်အမဲကောင်များအဖို့ဦးရွှေစင်တနက်တလက်ဆွဲကတောထဲဝင်ရန်ခြေလန်းလိုက်တိုင်းတေမိတ်ကြသားကောင်များဖြစ်သို့ရောက်ရှိခဲ့ကြခြင်းနှင့်သာတူစေတော့သည်မူဆိုးကျော်ဦးရွှေစင်၏အလုတ်အကင်မှာမိုးရင်းတွင်သူ၏ကိုယ်ပိုင်လေယာကလေးများကိုထွန်ရဲလုတ်ကင်ရင်းတစ်ခုတ်ချင်းစသည့်ဒေသအလိုက်လုပ်ငန်းများကိုလုတ်ကင်ပြီးကြံချင်းကာလများအဖို့တစ်တောဘက်ရဲဘက်မှတနက်များကိုယူကာအမဲပစ်ခြင်းဖြင့်တနစ်လဲခဲ့ပေသည်အရက်9ပေ4လက်မှအရက်အမောင်းတွင်ကိုလုံးကတေးသေးကြစ်ကြစ်ရှိပြီးတောရဲခရီးသွားသည့်အခါ၌ဦးရွှေစင်၏မျက်လုံးကတကွက်ကလေးမှအငြိမ်မနေဘဲအမြဲတစေလှဲ့လေကလှုပ်ရှားကကြည့်ရှုနေပါသည်လမ်းသွားလမ်းလာမှလည်းသူ့ကိုတော်တော်တန်တန်ခရီးသွားလာနိုင်သူများကလိုက်၍မမိနိုင်အောင်လျင်မြန်လှပါပေသည်တောထဲတွင်သူ့ကိုကြဲကြဲလောင်လောင်ခေါ်ဝေါ်ခြင်းစူညံစွာစကားပြောခြင်းကိုဦးရွှေစင်ကမနှစ်သက်ပါသူပြောလိုသောအင်မတန်အရေးကြီးသည့်စကားများကိုနှစ်ကိုကြားကဲ့၍တိုးတိုးပြောလေးရှိပြီးများသောအားဖြင့်သူ၏လက်ဖြင့်အချက်ပြကာပြောဖို့ညွှန်ကြားတတ်ပါသည်အင်မတန်နှဆိုင်ကြီးမားသောပဲခူးရိုးမတောင်ကျောကြီးကိုကြောမီခေါင်းအောင်တပွဲနေထိုင်ကြရသောဦးရွှေစင်တို့လိုမူဆိုးများအတွက်နေ့စဉ်ရက်ဆက်တောလဲခြင်းအမဲပစ်ခြင်းတစ်တောဌာနအမှုထမ်းများကိုကူညီလန်းပြရခြင်းစသည့်လုပ်ငန်းများကြောင့်သားကောင်ကြီးငယ်တို့ပေါ်များလှသောတောတောင်၏အတွေ့အကြုံမှမကြာခဏရရှိခဲ့လေသည်စင်ဆိုးကြီးများပြောင်ကြီးများကြားဆိုးကြီးများနှင့်မကြာခဏရင်ဆိုင်ခဲ့ရသောဦးရွှေစင်၏မိုးဆိုးတန်တရားခရီးတစ်လျှောက်မှသူ့ဖို့မမျှော်လင့်ပဲအောင်းအားလောက်เสียတော်တွင်အတွေ့အကြုံတစ်ရက်ကိုကျွန်တော်နှင့်ဦးမောင်မောင်ခင်သည်ရိုးမအခြေသို့ခြိတက်စဉ်အခါကအမှတ်တရပြောပြသောဖြစ်ရများအနက်အလွန်တိတိမှတ်တင်သောတောရင်းဘိုလူပွဲတိုက်ပွဲအကြောင်းတစ်ရက်ကိုဖော်ပြအစီရင်ခံအပ်ပါကြောင်းလေပြေကတောတပြင်ကိုတဟူးဟူးတိုက်ခတ်နေတော့သည်
မင်းလွင်နှင့်မြူခိုးတို့သည်စုံမြိုင်ကျောကိုတာမောဘွယ်ရာမှုံရီပြလျက်တာမောဘွယ်အတွင်ဖန်နေတော့သည်အောင်လောင်ငှက်ကြီးတအုပ်ကလည်းတအောက်အောက်အော်မြည်ရင်းမြင့်မားသောညောင်မင်းကြီးစီသို့ဥတီပြန်တန်းနေကြသည်နတ်မောင်နေသောပကူးရိုးမှအရှိဘက်ချမ်းအခြေအနေတို့သည်စိတ်အားငယ်သူတို့ကိုကြောက်မက်ပွေရာတောတောင်ကြီးမှမှုတို့ဖြင့်ချင်းချောက်နေတကယ်သို့ပင်မူဆိုးကိုရွှေစင်တယောက်သာလျှင်3 ဝ 3အင်္ဂလိပ်ရိုင်ဖယ်တစ်လက်ကိုညာလက်မှဆွဲကင်ရင်တတော်စင်းတတောင်တက်တတော်ထွက်တတော်ဝင်ကမူဆိုးတန်တရားလဲနေခိုင်းဖြစ်ပါသည်ထိုနေ့အဖို့တားကောင်ကြီးတကောင်ကိုအပိုင်ပစ်ခတ်နိုင်ရဲ့အတွက်တကိုချင်းအနေနှင့်ခြေရာခံပစ်နီချောင်းမြောင်းပစ်နီအတိုင်းအဖော်မပါစတန်တကိုရဲတောလေထွက်ခဲ့ခြင်းသာဖြစ်သည်သူသည်စွန့်ခံဝင်ချိန်တိုင်းစိတ်ကြိုက်သားကောင်ကြီးတကောင်ကောင်၏ခြေရာလက်ဆက်မတွေ့ရသဖြင့်ခရီးကလည်းအတော်ပန်းခဲ့သည့်ကြောင့်ရင်းသာကွက်ရဲ့တနေရာတွင်ခေတနာရင်စစ်လိတ်တောက်ရန်အာတီသိရှိခဲ့လေသည်ထို့ကြောင့်ချောင်းကလေး၏ကမ်းပါးအနီးတွင်ပေါက်နေသောဝိုင်းယုံပင်ရိပ်တွင်အသာကပ်၍ထိုင်လိုက်ပြီးကွန်းရပေါက်စကလေးကိုဖွင့်လိုက်မိပါသည်ကိုရွှေစင်ဝင်ရောက်ခဲ့သည့်တောမှာပြေးမနာတောင်တွင်းကြီးမိရထားလန်းတောင်ဘက်ရှိမင်းပြင်နှင့်ဒလန်းချုံမိရထားလန်းအနောက်တောင်ဘက်ခက်ယွန်းအရက်၌ရှိသည်မဒန်းနီချောင်းတစ်လျှောက်မှတောကြီးဖြစ်လေသည်တောစင်ပြောင်းဆိုင်မှဆ၍တားကောင်ကြီးငယ်တို့အင်မတန်ပျော်မွေ့ရာတောင်ကျောခင်နှန်းနှင့်ရှိုများမြောင်များထူထပ်လှသောပကူးရိုးမှအရှိစင်ကြီးလျှောနေရာကောင်းတော်ကြီးပင်ဖြစ်ပေ၏ကွန်းအနီနီကလေးတွင်မှအထက်ဆင့်ကိုမန်ကာအောက်ထက်အတွင်းစီကကိုရွက်တရွက်ကိုဆွဲနှုတ်လိုက်စဉ်တွင်သူအသာမိပြီးထိုင်နေရာဝိုင်းယုံပင်မြောက်ဖက်မှတောတိုးတန်တဲ့များကိုနားပါလာသောမိုးဆိုးကိုရွှေစင်ကသတိပြုမိလိုက်သည်ထို့ကြောင့်သားကောင်တကောင်ကောင်မူးချဖြစ်မှန်းရိပ်မိသောကိုရွှေစင်သည်ဆွဲနှုတ်တော်မူကွန်းရွက်ကိုလမ်းခုလက်တွင်တန့်ထားလိုက်ပြီးအတန်ထွက်ပေါ်လာရာဘက်သို့မျက်စိရှင်နှင့်အကဲခတ်ကြည့်ရှုလိုက်သည်ရေမစည်းချမ်းတောကလေးတွင်မှတသိမ့်လှုပ်ရမ်း၍တက်လာသောသားကောင်ကြီးတကောင်၏အဓိပ္ပာယ်ကိုကိုရွှေစင်သည်စတင်ကရေးမြင်လိုက်ရပြီးခတ်တုတ်နှင်းကဖိကာရှိသို့ထိုးဝင်လာသည့်သားကောင်ကြီး၏ရှေ့ဦးစွာကောင်းပိုင်းကိုရိတ်ခနဲကိုရွှေစင်သည်တွေ့မြင်မိပါသည်ခွဲတောင်းခန့်လောက်ကြီးမားသည့်အေယာမကောင်းကြီးကိုမြင်ရပြီးခေါင်းကြီးနှင့်မလိုက်အောင်သေးငယ်ပြီးအဝါရင်ရောင်ခြေတွင်အဖြူကွက်လေးများနှင့်ရောဆက်၍လည်းကောင်းဒီအောက်မှတဆင့်အဝါရင်ရောင်ထဲတွင်အနက်စင်းချောင်းကလေးများအနက်ပြောက်ကလေးများဖြင့်ချဲလဲထားသည့်ကြားကြီးတကောင်၏မျက်နှာရှေ့ပိုင်းကိုတွေးမိရခြင်းဖြစ်ပါသည်အယောင်တဖိတ်ထွက်နေသောမျက်လုံးကြီးနှလုံးအထက်ဝဲအဖြူရောင်များကနေရာယူပြီးအထက်စီကအဝါရင်ရောင်များနှင့်အနက်ပြောက်များကဝိုင်းရန်ကနှာခေါင်းတိုပွားကြီး၏ရှေ့ပိုင်းနှင့်ကားနေသောနှုတ်ခမ်းမွေးကြီးတွေထိုးထောင်ထွက်နေသောကြားကြီးသည်ခတ်တုတ်ခြေလန်းတွေနှင့်ရေမစည်းကြမ်းတော်ကိုဖြက်ကရှေ့သို့ထွက်ပေါ်လာခဲ့သည်ဦးရွှေစင်၏ညာလက်သည်အလိုလျောက်သူ၏ညာဘက်ပခုံးတွင်ကဲ့၍ထောင်ထားသည့်ရိုင်ဖယ်စီသို့ညင်သာသောလှုပ်ရှားမှုမျိုးဖြင့်ရောက်၍သွားပြီးသူ၏ဘလက်ကရိုင်ဖယ်ပြောင်းအောက်ပိုင်းကိုမိရဆုပ်ကင်မိပါသည်အင်မတန်ပန်းတဲ့လောက်တောကောင်များ၏အတွေ့အကြုံရှိခဲ့သူဦးရွှေစင်သည်ကြားနှင့်ရင်ဆိုင်ရမည်အရေးအခင်းအတွက်အကင်းပါးနှင့်သူ၏ရွယ်ချက်နှင့်လှုပ်ရှားမှုကိုရုတ်တရက်ထွက်ပေါ်လာသည့်ကြားကြီးမရိပ်မိစေရန်လှည့်စားကကြစ်လစ်ပပရီလှုပ်ရှားလိုက်ခြင်းဖြစ်ပေသည်ကြားဖြစ်စေတစ်စင်ဖြစ်စေအသားစားတတဝါနှစ်ကောင်သည်မျက်စိအင်မတန်ရှင်သည်သူတို့နှင့်ရင်ဆိုင်မိသောမနုတလူသားတို့၏လှုပ်ရှားမှုမှန်သမျှကိုအမြဲတစေအကဲခတ်လေးရှိသည်လူသားကသူတို့အားတစုံတရာလက်နက်နှင့်ရန်မူရန်လှုပ်ရှားပြင်ဆင်လိုက်သည့်တပြိုင်နက်တည်းသူတို့ကလက်ဦးအောင်မနုတလူသားကိုအင်မတန်လင်းမြန်စွာခုံအုပ်ခြင်းတရှိန်ထိုးပြေးဝင်လာပြီးချက်ကောင်းနေရာကောင်းများကိုကိုက်ဖက်ခြင်းများပြုလုပ်လေးရှိကြောင်းကိုဦးရွှေစင်သည်သိရှိထားသူဖြစ်၍ကိုရှိန်သက်ကလှုပ်ရှားပြင်ဆင်လိုက်ခြင်းဖြစ်ပေ၏ကြားကြီးသည်ဦးရွှေစင်စီသို့တန်းကဝင်မလာပဲနောက်သို့တစ်ချက်လှဲ့ကပါဇက်ကြီးကိုဖြဲ၍ဟင်းကနေမန်သွင်းလိုက်ပြီးချောင်းထဲသို့ဆွေကနေခုံကာဆင်းလိုက်သည်ဤတွင်မှဦးရွှေစင်သည်သူ့ကိုကြားကြီးကအာယုံမဆိုင်ကြောင်းနှင့်တကွနောက်ပိုင်းမှရန်သူလိုက်လာကြောင်းကိုရိပ်မိတော်သည်
ချောင်းထဲသို့ရောက်ရှိသွားသည့်ကြားကြီး၏အခြေအနေကို၄ပေကျော်အမြင့်တွင်အရေးခိုရင်းထိုင်နေသူဦးရွှေစင်သည်ကွက်ကွက်ကွင်းကွင်းမြင်သာနေသောကြားကြီးကိုအရေးတကြီးကြည့်ရှုလိုက်ပြီးရိုက်ဖယ်ပြောင်းဝကိုရှေ့သို့အသာဆန့်ကာထုတ်လိုက်တော်သည်ဦးရွှေစင်၏မျက်လုံးနှလုံးသည်ကြားကြီး၏ညာဘက်ဘေးတစ်ချမ်း၌ရွှဲရွှဲဆိုနေသောသွေးလူးလူးနှင့်ဒဏ်ရာများစီရောက်သွားမိသည်ဧကနကြားချင်းချင်းသက်ပွဲဖြစ်ခဲ့ပြီဟုတွက်မိသည်အချိန်ခါကလည်းပြာသူတဘိုရဲကြားမိလိုက်ပွဲအခါဖြစ်နေသောကြောင့်ဦးရွှေစင်ကတွက်ချက်မိခြင်းဖြစ်ပေသည်နောက်ပိုင်းကအနိုင်ရရှိလိုက်သောအခြားကြားကြီးတစ်ကောင်မူးချပေါ်လာမိအရေးကိုလည်းတစ်ချက်တည်းစဉ်းစားမိပြန်ပါသည်ကြားကြီးသည်အနှဲငယ်မောပန်းနေပုံရပြီးချောင်းခုံထဲသို့တန်းတန်းဆင်းသွားပြီးဝါးနှစ်ရိုက်ခန့်ရှိသည့်လက်ခုပ်တစ်ဖောင်ခန့်မြင့်မားစွာပေါက်ရောက်နေသောကိုင်းတော်ထဲသို့ဆွေကနေခုံကဝင်ရောက်ပြောက်ကွယ်သွားသည်မင်းကိုင်းတော်၏တောင်ဘက်၌ရေဆက်ဆက်နှင့်စီးနေသောချောင်းကလေးကခံနေသဖြင့်ကြားကြီးသည်နေရာကောင်းဖြစ်နေသည့်အခြားသတ္တဝါများရုတ်တရက်မမြင်သာသည့်မျက်ွယ်ကောင်းကောင်းအဖြစ်ဖန်တီးနေသည့်ကိုင်းတော်ထဲတွင်အသာမြုံကပ်နေခြင်းသာဖြစ်ပေသည်အင်မတန်တိုတောင်းလာသောမိနစ်ပိုင်းကလေးအတွင်း၌ပင်ကြားကြီးပေါ်ထွက်လာခဲ့သည့်ရေမစည်းကျန်းသောအတွင်းကသားကောင်တစ်ကောင်သည်ဘွားကနေပေါ်ပါစွာခုန်၍ထွက်လာတော့သည်ဦးရွှေစင်သည်ရိုင်ဖယ်ကိုအသင့်ကင်ရင်ရုတ်တရက်ခုန်ထွက်လာသည့်သားကောင်ကိုဂယုတစိုက်ကြည့်ရှုလိုက်ရာကြိုတင်တွေးထင်ခဲ့သည့်အတိုင်းကြားကြီးတစ်ကောင်မဟုတ်ဘဲအမွှေးဖွားဖွားဝါတာတာအစင်းမျိုးဖြင့်တောခွေးကြီးတစ်ကောင်ဖြစ်နေကြောင်းကိုသိရှိလိုက်ရသည်အိမ်တွင်မွေးထားသောခွေးများထက်ကိုယ်လုံးအနှဲငယ်သာကြီးမားပြီးအိမ်ခွေးထက်အမွှေးရှည်သည်နရွက်ချွန်ချွန်နှင့်တောခွေးကြီးသည်ခေါင်းကိုတစ်ချက်မော့ကအနံ့ခံလိုက်ပြီးကြားကြီးခုန်ဆင်းရာလမ်းကြောင်းအတိုင်းချောင်းထဲသို့တန်းတန်းကြီးခုန်ဆင်းလိုက်သည်ခါတိုင်းတောခွေးများကိုအုပ်လိုက်အဖွဲလိုက်တွေ့နေကြဦးရွှေစင်သည်နောက်ထပ်တောခွေးများဇက်တိုက်ပေါ်ထွက်လိမ့်မည်ဟုမျှော်လင့်ကာကြည့်နေခဲ့တော်လဲတောခွေးအုပ်ကမပေါ်လာခဲ့ချေဤတွင်မှတောခွေးကြီးနှင့်ကြားကြီးတို့၏တကောင်ချင်းဘိုလ်လူပွဲကိုလှလှပပကြီးကြည်ရတော့မည်ဟုဦးရွှေစင်သည်ကျေနပ်မိပါသည်တောခွေးသည်ပါဇက်မှများစွာမကျဲလောင်လှသည့်ကိကိကိဟူသောအတန်များကိုအဆက်မပြတ်ပေးကာချောင်းကုံအတိုင်းဆင်းလိုက်သွားသည်ဦးရွှေစင်သည်ကြားကြီးကမြုံ၍အသင်းဆောင်နေရာကိုင်းတော်ထဲသို့တောခွေးလိုက်၍ဝင်မိခဲ့လျင်ဤတချီတွင်တောခွေးခံရမည့်အလှည့်ဖြစ်ကြောင်းကိုတွက်မိသည်အကြောင်းမှာကြားတို့မြည်သည်သူတို့၏သားကောင်ဟုသမျှကိုများသောအားဖြင့်ခွေးဆွဲတန်း၍မဆွဲဘဲခိုး၍လည်းကောင်းတောရိပ်မှစောင့်၍လည်းကောင်းကိုဖြောက်၍၎င်းအလစ်ဝင်လိုက်လေရှိသောကြောင့်ခွေးကြီးခံရမည့်အလှဲ့ဟုဦးရွှေစင်ကစဉ်းစားမိခြင်းသာဖြစ်ပေ၏ပါဇက်မှအဆက်မပြတ်တမ်းတကိကိအော်မြည်ရင်းတောခွေးကြီးသည်ကိုင်းတော်စီသို့တန်းသွားပြီးကိုင်းတော်နှင့်10လမ်းအကွာသို့ရောက်မှကိုင်းတော်ရဲသို့ဝင်မလိုက်တော့ဘဲကိုင်းတော်ဆက်နှင့်6လမ်းကွာလောက်မှစီး၍အမီးထောင်ကတရိပ်ရိပ်ပြေးတက်သည်အင်မတန်လျင်မြန်လာသောအရှိန်ဖြင့်ကြားကြီးသည်ကိုင်းပင်များအဖျားပေါ်မှဝီးကန်နေဖြတ်တန်းကာသူနှင့်ဘေးတိုက်ပြေးနေသည့်တောခွေးကြီးပေါ်သို့ခုန်၍အုပ်လိုက်သည်ကြားတတော်တို့၌သူတို့၏ရည်မှန်းချက်အတွက်ကစိတ်တက်နှင့်လှုပ်ရှားမှုမှာအင်မတန်ကိုက်ညီမှန်လာသည်အကယ်၍ကြားသည်သူ၏သားကောင်ကို10ပေအကွာ၌ရက်နေစဉ်ခုန်လွှား၍အုပ်လိုက်လျင်သားကောင်ပေါ်သို့တဲတဲကျရောက်လေရှိသည်ပိုသွားခြင်းရောသွားခြင်းမရှိစရန်အင်မတန်အချိန်ဆကောင်းသောကြား၏စွမ်းရည်ကိုဦးရွှေစင်သည်သိရှိထားသည်ဖြစ်၍တောခွေးကြီးညီကုန်းချုပ်ကိစ္စချောပြီဟုတွက်မိပြန်သည်ကြားကြီးသည်တဲခုံပေါ်သို့ဘုတ်ကနေအကြတွင်တောခွေးကြီးကသူစက္ကန့်ပိုင်းကလေးအတွင်းကရက်နေသောနေရာ၌မရှိတော့ပဲကြားကြီး၏ညာဘက်ဘေးတွင်ဖြက်ကနေအင်မတန်ပေါ့ပါသောအရှိန်ဖြင့်ရောက်ရှိခဲ့ပြီးမြေပေါ်သို့ရုတ်တရက်အရှိန်နှင့်ကျလာသည့်ကြားကြီး၏ညာဘက်နံဘေးကိုတစ်ချက်ထိုးကာဟပ်လိုက်ပြီးဖြစ်စေသည်ကြားကြီးသည်နာကျင်သွားသလောက်ဒေါသဖြစ်၍တောခွေးစီသို့ဝါလုံးထိုးပြီး၍ရှေ့လက်နှစ်ဖက်နှင့်အုပ်လိုက်ရာတောခွေးသည်ကြားကြီး၏ခေါင်းပေါ်မှဆွေကနေလွှား၍ခုန်ကျော်လိုက်ပြီးကြားကြီး၏ဘဲဘက်ဘေးသို့ကျလိုက်သည့်တပြိုင်နက်တည်းတောခွေးကြီး၏ပါးစပ်ကကြားကြီး၏လက်ပြင်ကိုထိုးဟပ်ပြီးသားဖြစ်သွားပြန်ပါသည်ဤတွင်ကြားကြီးသည်အင်မတန်လျင်မြန်စွာဖြင့်သူ၏အခြေအနေဟန်ပုံမပေါ်သည့်ကြောင့်ကိုင်းတော်ရဲသို့တန်းကာခုံလွှားကွယ်ပျောက်သွားပြန်ပါသည်တောခွေးကြီးသည်ကိုင်းတော်စီသို့ခေါင်းမော့ကာအနံ့ခံလိုက်သည်
အေးအေးဆေးဆေးအမူအရာမျိုးဖြင့်စောင့်ကြောင့်ထိုင်ချလိုက်ပြီးတကစ်ကစ်အတန်ပေးနေပါသည်သူ၏ရှေ့လက်နှစ်ဖက်ကလည်းချောင်းခုံကိုရက်ကာကုတ်ကာဖြင့်ဥမြူးနေသောအသွင်ကိုပေါ်လွင်စေသည်ကိုင်းတော်ကိုအကာအကွယ်ပြုကာခြုံခို၍တိုက်ခိုက်ရန်တောခွေးကြီးကိုင်းတော်ထဲဝင်လာကိုအသင်းဆောင်နေသောကြားကြီးအဖို့တမင်ကလာမခံကြည့်မခံသာဖြစ်လာစေရန်တောခွေးကြီးကအတန်ဖြင့်၎င်းအမူအရာဖြင့်လည်းကောင်းမြူဆွဲနေခြင်းသာဖြစ်ပါသည်ကြားကြီးကမြည်တို့မြအတန်ပြန်၍မပြုတ်ဘဲချောင်းမြဲချောင်းနေတော့သည်ဦးရွှေစင်အဖို့အင်မတန်ကြည့်၍ကောင်းသောတောရင်းဘိုလူပွဲကြီးကိုတနက်အဖော်ပြုလျက်တူးရဲတောပွဲကြီးပရိသတ်ဖြစ်နှင့်ကြည်နေခြင်းသာဖြစ်သည်တောခွေးကြီးသည်ကြားကြီးမြုံနေမှန်းသိပြီးရှေ့သို့ပြောင်တလင်းတွင်မထွက်ဝန်းမှန်းသိသည့်ကြောင့်ပရိယေတစ်မျိုးဆင်လိုက်ပြန်သည်တဟုန်ထဲကိုင်းတော်စီသို့ဒန်းကပြေးဝင်ခဲ့ပြီးရုတ်တရက်အတွင်းမှာပင်ကိုင်းတော်ထဲမှချောင်းခုံထဲသို့ခုံလွှားကာထွက်လိုက်သည်ခွေးကြီးနောက်မှကြားကြီး၏ကာယရတရံကြီးသည်ရှေ့ဆင်းနောက်ဆင့်ပါလာတော့သည်ချောင်းခုံပေါ်သို့ခွေးကြီးသည်ပြန်၍မကြတော့ဘဲကြားကြီး၏ညာဘက်ဘေးမှပုတ်ကာတီကားဖြင့်ရှောင်ထွက်လိုက်ရင်းထုံးစံအတိုင်းကြားကြီး၏ညာဘက်လက်ပြင်ကိုမိမိရဟတ်ထွက်ခဲ့ခြင်းလဲအောင်မြင်စွာလှုပ်ဆောင်ခဲ့သည်နာကျင်လှသည့်ကြောင့်ကြားကြီးသည်ပါဇက်ကြီးကိုဖြဲရင်းချောင်းခုံပေါ်သို့ပုတ်ကနေကြပါသူ့အားပုံမူခက်ရွရွလောက်ကမျက်နှာချင်းဆိုင်အနေထားဖြစ်နေသည့်တောခွေးစီသို့ညာလက်ဖြင့်လှမ်း၍ပုတ်ခတ်ပစ်လိုက်သည်တွင်တောခွေးကြီးသည်ပုတ်ကာတီကားဖြင့်ကြားကြီး၏လက်သေးချောင်းများမှရှောင်ရှားရင်းအလစ်တွင်ကြားကြီး၏ဘဲဘက်ဘေးမှဖြက်ကနေရှောင်ကြားကြီးနောက်ပိုင်းသို့အရောက်ဝင်ခဲ့သည်မျက်စိရှင်လှသောဦးရွှေစင်သည်တောခွေးကကြားကြီးနောက်သို့လွတ်အောင်ရှောင်ရင်းကြားကြီး၏ဘဲဘက်ဘေးသားကိုတချီကိုက်သွားသည်ကိုအံ့ဩစွာမြင်တွေ့လိုက်ရပြန်သည်ဤတွင်ကြားကြီးသည်သူဦးကောင်းထောင်ရာဘက်ဖြစ်သောချောင်းကန်းစီသို့ဂမူရှုထိုးနှင့်ဝေါကနေတက်ပြေးတော်သည်ခွေးကြီးသည်စိန်ပြေနှပြေနှင့်ကြားကြီးပြေးရောဘက်သို့ခေါင်းကိုမော့ကာအနံ့ခံလိုက်ပြီးခွာစင်ကြခက်မှန်မှန်ဆက်လက်၍ရှုံးနှိမ်သူတောဘရင်ကြားကြီးနောက်သို့တက်ကာလိုက်ပါသွားပြန်ပါတော့သည်မကြခင်တောကောင်ကြီးလဲတော့မှမူချပဲဗျကျုပ်တွေးလိုက်ရတဲ့အချိန်ကတော့ပါဇက်ပြဲနေအောင်မောနေပြီပဲဦးရွှေစင်သည်ဆေးဘောလိတ်ကိုဖွာ၍တောက်ပြီးတကွေ့ကွေ့မှာကြားကြီးကြတော့မှာပဲတကယ်လို့သာကျုပ်ကကြားကြီးသွေးချောင်းခံလိုက်ခဲ့ရင်မူးချကြားသေးကောင်ကြီးကိုကျုပ်ရမှာပဲကျုပ်လဲကြည့်ကောင်းတာနဲ့အသာထိုင်ပြီးကြည့်နေခဲ့တယ်အံ့ဩစရာပါခမညာကြားကြီးဝှက်ဆိုင်တယ်ဆိုရမှာပဲမောင်ကန်လှသည်လွယ်အိတ်ကိုကောက်ကလွယ်နေရာမှဝင်၍ပြောလိုက်ရာဘလို့လဲလှဆန်းပါအောင်ဝှက်ဆိုင်တယ်ဆိုရအောင်ကိုညွန့်တင်သည်ဝင်၍မေးလိုက်ရာတောရွာတွေကနွားကျွဲခွေးတချီလူပါမကြံဝင်ဆွဲတဲ့အပြစ်တွေပြီးတော့တောထဲမှာဆိုရင်ဂျီတွေဆက်တွေကိုမနာမနေလိုက်ချောင်းခဲ့တဲ့ရှေးဝတ်တွေပေါ်ပြီးကြားကြီးကတောခွေးရဲ့စားကောင်အမဲကောင်အဖြစ်ရှေးကတပြေးတည်းပြေးနေရတဲ့ဝစ်ကျွေးလေလူတွေကအကောင်မပြောနဲ့ကြားချေရာကြီးမြင်တိုင်းကြောက်ခဲ့ရတာတွေကျွန်တော်တို့ဘကူးရိုးမှမြေတို့အမဲပစ်ထွက်လာကြတော့ကျွန်တော်နဲ့ဦးမောင်မောင်ခင်တို့မူဆိုးဖွဲ့ဝင်များသည်တောရင်းဘိုလူပွဲအဖြစ်ပြက်ကိုနားထောင်ရင်းအင်မတန်မှကြားရခဲ့သောတကောင်ချင်းစီးချင်းတိုက်ပွဲသတင်းကိုကျွန်တော်တို့ခေါင်းထဲမှမထွက်နိုင်အောင်ရှိနေပါတော့သည်ဒီဇလန်ကိုအချိန်ပေးနားထောင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်အသစ်တင်တိုင်းသိရအောင်လဲ channel ကို subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။အားလုံးပဲဘေးအန္တရာယ်ကင်းဝေးပြီးကောင်းသောညလေးဖြစ်ပါစေ။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။